ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ကတစ်မီးဖို့နှစ်ရေအိုးသုံးအိမ်သာလေးအိပ်ရာငါးကဧကန်6ကဖျားဆိုပြီးတော့အဲ့ဒီ6ဌာနကိုသေသေးတတ်တတ်ပြုတ်တတ်တဲ့ပုဂ္ဂိုလ်ဟာကြီးပွားလိမ့်မယ်ချမ်းသာလိမ့်မယ်ကြီးပွားလိမ့်မယ်ချမ်းသာလိမ့်မယ်တဲ့ကိုရင်တို့အဲကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ကိုတို့တို့မိဖို့ကြောင့်ကိုဂယုစိုက်ကြမိဖို့ကြောင့်ဂယုစိုက်ကြမိဖို့ကြောင့်နဲ့အတူဆွမ်းသားကြောင့်နဲ့မိဖို့ကြောင့်လည်းတွဲနေတယ်လို့ဒီလိုနားလည်ကြတပည့်တော်လျှောက်ပြီးတော့ရောက်ချင်းလှည့်ပြီးတော့ကြည့်တယ်ဆွမ်းသားကြောင့်ကကိုရင်နေဟိုခွက်ဆေးတဲ့နာမှာရိုက်နှလုံးသုံးလုံးတွေ့တယ်ဟင်းကျွင်းဟင်းကြံနေနဲ့ရေတွေနဲ့ရောအနတ်မကောင်းဘူးလို့ဘယ်ကနတ်လဲဒီတော့လိုက်ရှာတော့အဲ့ဒီနာသွားတွေ့တယ်အဲ့ဒါမျိုးမလုပ်အောင်အဲ့ဒါမျိုးမလုပ်ပါဘူးကိုရင်တို့မိဖို့ရေကိုအဲ့မျိုးအိမ်သာဥစ္စာဖြိုစဖို့ကားတဲ့မင်းကုန်းဆရာတော်ကြီးပြောဥစ္စာတွေကိုပျက်စီးအောင်လုပ်နေတာအဲ့မိဖို့ကြောင့်ပဲကုံသိကုံတိုင်းလို့ကုံတာပြဿနာမရှိဘူးဒီလိုငယ်ငယ်ကိုရင်ဘောကຫນွေဥပေါက်ဆိုရင်ဂွေးတော်ရဲ့ဟင်းညိုလေးတွေကြိုကြတဲ့အခါရှင်ဟင်းလေးတွေကြိုကြတဲ့အခါလက်ထဲမှာစားလေးတွေရွာမှာဆိုတော့တကြံတွင်းရွာတွေကဥပုသ်ဆောင်တဲ့ပုံကိုယ်တွေကစားလေးတွေဆန်လေးတွေပါလာတယ်အဲ့ဒီစားလေးကိုမိဖို့ကြောင့်တွေကအိုးထဲမှာတွားထည့်ထားပုတ်လေးနဲ့တဲထားစားတွေကအများကြီးပေါ့ကြောင်းသုံးနေနဲ့ရှင်းလိုက်တော့အိုးတဲ့ထဲမဲ့စားကိုလက်ကလေးနဲ့ဆုပ်တက်ပြီးတော့လက်ထဲမှာအများကြီးဆုပ်မှွေတဲ့လူကတယောက်ထဲတဲ့လူကတယောက်ထဲတဲ့လူကနည်းနည်းတဲ့ဟိုကမှွေတဲ့လူကမြည်မြည်ကြီးအန်ကြပြီရပြီလို့ပြောလိုက်တာနဲ့တည်းလက်ထဲမှာပိုးတဲ့စားကိုစားပုတ်လေးတဲ့စားအိုးလေးတဲ့ပြန်မထဲပဲနဲ့နိုင်ရန်ကိုပြစ်ပေါက်ခဲ့ဟာမိုးရင်ကာလမိုးတွေရွာတော့အဲ့ဒီနိုင်ရန်တွေကစားတွေကရေပြောပြီးအောက်ကိုစီးကြတယ်အဲ့ဒါတပည့်တော်ရဲ့ဆရာသမားပြောတယ်မင်းတို့တွေတဲ့ကြီးပွားခြင်းမိဖို့ကြောင့်ငိုအောင်မလုပ်ကြနဲ့တဲ့ဒီလိုပြောတယ်အဲ့စားရည်တွေစီးကြနေတာမိဖို့ကြောင့်ငိုအောင်လုပ်တာနဲ့တူတူပဲကိုရင်တို့ဆရာသမားတွေပြောတာမိဖို့ကြောင့်ဘာမလုပ်နဲ့ငိုအောင်မလုပ်နဲ့တဲ့အေးအခုလည်းပဲကိုရင်တို့တွေမိဖို့ကြောင့်လည်းငိုအောင်မလုပ်ကြနဲ့နောက်တကစားပြီးသားခွက်ကိုလည်းဆေးကြမဆေးဘဲနဲ့ဒီတိုင်းနဲ့ပြစ်ထားတာမျိုးတွေဘယ်တော့မှမလုပ်နဲ့ဆွမ်းသားကြောင့်ဘုန်းကြီးကလည်းဆွမ်းသားကြောင့်တဲ့တာဝန်ရှိတယ်ဒီလိုမမှတ်နဲ့အဲ့ဒီစားတဲ့တောက်တဲ့ပြီးတော့ဆေးတဲ့နေရာကြောတဲ့နေရာကစားတို့နဲ့တို့မှတာဝန်ရှိတယ်လို့ဒီလိုလေးအာယုံပြုပြီးတော့စောင့်ရှောက်ကြအဲ့ဒီမိဖို့ကြောင့်ကတတ်တတ်ရရမထားဘူးဆိုရင်ဟာပကံထဲမှာကြွက်တွေဝင်မယ်ကြောင်ရှိကြောင်အားစားမယ်ကြောင်ကြံကိုကြွက်ကြံကိုကိုရင်နေဥစဉ်နေပြန်စားမယ်ဆိုရင်ယောဂများတယ်အိမ်နေမှာဆိုလဲအိမ်သူအိမ်သားတွေယောဂများတယ်ယောဂများပြီဆိုဆေးရုံဆေးကန်းတွေသွားရင်ငွေကုန်ကြေးကြများတယ်အဲ့ဒါကြောင့်မိဖို့ကြောင့်ကိုကြာနာနာမထားရင်တအိမ်လုံးဒုက္ခရောက်နိုင်တယ်တစ်ချောင်းလုံးဒုက္ခရောက်နိုင်တယ်အဲ့ကြောင့်ကိုရင်တို့တွေတစ်မိဖို့ကြောင့်ကိုတည်တည်တတ်တတ်ထားကြစနစ်တကျရှိအောင်သုံးကြစားပြီးသားပကံကိုလည်းဆေးကြအိုးနေရထားဇွန်းနေရထားပကံနေရထားသူ့ဟာသူတတ်တတ်ရရရှင်းပြီးတော့နေပါစေကိုရင်တို့မိဖို့ရေအိုးနောက်တခါတောက်ရေအိုးကိုလည်းတတ်တတ်ရရထားရတယ်တဲ့ဟိုရှိတုန်းကတော့ရေအိုးလေးတွေနဲ့ဘောကရေဘိုးအဖုံးလေးတွေနဲ့ဘောကခွက်ကလေးကမှောက်ထားပေါ့ရေအိုးမြင်လိုက်ရင်ကိုတောက်ခြင်းသပွဲရှိနေအောင်တန်ရှင်းတတ်ရနေရမယ်အဲ့ဒီရေအိုးကတတ်တတ်ရရမရှိဘူးထမင်းစားထားတဲ့လက်နဲ့ကင်လိုက်မယ်ဟာဟင်းကွက်ဆေးလာတဲ့ဒဲအိုးကင်ထားတဲ့လက်နဲ့လက်ကင်မယ်ဆိုရေခွက်ကကြီးညစ်ပါနေမယ်ဟာနောက်တကလက်ကတစ်ဖက်ကမအားလို့တစ်ဖက်တည်းအားတယ်အဲ့တစ်ဖက်နဲ့အိုးဖုံးကိုရေတောက်ရေအိုးဖုံးကိုဖွင့်ပြီးတော့တောက်တယ်မအားတဲ့ခါကျဘာဖြစ်တော့မေးတော့ဖုံးကတခါရေအိုးဖုံးထဲမှာပြန်မဖုံးမဲနဲ့ပြစ်ထားခဲ့မယ်ဆိုအမှုန်နေကြမယ်ဖုံနေကြမယ်ပိုးကောင်မွားကောင်နေကြအဲ့ဒါဆိုတစ်ချောင်းလုံးဒုက္ခရောက်နိုင်တယ်
ရေသန့်ဆက်တော့လှုပ်ပေးထားတယ်ရေသန့်ဆက်ကရေကိုကိုရင်တို့ကအိုးတဲ့ထဲအဲ့ဒီအိုးလေးကိုတော့တတ်တတ်ရရလှုပ်ကြကိုရင်တို့အဲ့ဒီကနေမှမတန့်ရှင်းလို့ယောဂဖြစ်ရင်တကြောင်လုံးဒုက္ခရောက်နိုင်တယ်ဝမ်းပြက်ဝမ်းလျှောတွေဖြစ်နိုင်တယ်အဲ့ဒီကြီးမားတဲ့ယောဂတွေလည်းဖြစ်နိုင်တယ်အဲ့ကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုနံပါတ်1ရေအိုးကိုတန်တန်ရှင်းရှင်းထားလို့ရှေးသူတော်ကောင်းကြီးများကပြောတာမိဖို့ရေအိုးအဲမျိုးအိမ်သာအဲမျိုးဆိုတာဧည့်သည်တောင်သည်တွေလာတဲ့အခါထိုင်တဲ့နေရာလေးတွေပေါ့အဲ့နေရာလေးတွေကလည်းတည်တည်တတ်တတ်ရှိဖို့လိုတယ်အဲ့တော့တပည့်တော်ကြောင်းထဲမှာအခုစောက်ဖို့ရားနေပြီကိုရင်လေးတွေဧည့်သည်လာတဲ့ကဧည့်သည်နဲ့အဲ့ဒီစိတ်ကြောင်းလေးမှာပဲထိုင်စကားပြောကြအဲ့ထဲမှာသွားဧည့်ခံကြဧည့်သည်မရှိတဲ့ကတိတ်တိတ်ဆိတ်ဆိတ်အဲ့ထဲမှာလည်းစားကြက်လို့ရတယ်စားကြက်ကြအဲ့ဒါလေးလုပ်ပြီးမယ်အဲ့ဒါလေးတတ်တတ်ရရထားကြကိုရင်တို့တပည့်တော်နှစ်ထပ်ကလေးစောက်ပြီးဖို့ပြင်းနေပြီနောက်တကမိဖို့ရေအိုအဲမျိုးအိမ်သာတဲ့နံပါတ်4ကအိမ်သာကိုတန်တန်ရှင်းရှင်းသုံးကြညီလိကျင့်ပတ်မသုံးကြနဲ့ခုအိမ်သာကိုတန်တန်ရှင်းရှင်းနဲ့တောင်းယူတောင်းမပေးဘဲနဲ့သူတို့ဘာသူတို့စေရနာနဲ့အတိနဲ့လောက်ကြတယ်တာမဏေကျော်ဒုတိယဇင်က2ပါးကိုရင်ဇောတိကနဲ့ကိုရင်တိလောကတပည့်တော်လေးစားတဲ့ညီညိုတယ်အဲ့ဒီကိုရင်2ပါးကိုတပည့်တော်ကအဲ့ဒါချီးမြှောက်မယ်ချီးမြှောက်ဒီဘုန်းကြီးလည်းဒီကိုရင်2ပါးချီးမြှောက်တယ်လို့တော့ရှင်ဘုရားတို့တမျိုးမထင်နဲ့သံဃာ54ပါးသံဃာပါ60လောက်ရှိတဲ့အထဲမှာကုရိတန်ရှင်ဆရာသမားကတောင်းမပေးဘဲနဲ့လုံနေတာသူတို့2ပါးရှိလို့အဲကြောင့်တပည့်တော်အဲ့ဒီကိုရင်2ပါးချီးမြှောက်မယ်တာမဏေကျော်ဒုတိယဇင်းနေသူတို့2ပါးက2ပါးသလုံးမကြခင်မှာသူတို့တွေကဆောင်းဝဲဖြေထွက်ကြတော့မှသူတို့ဆောင်းဝဲဖြေနေတဲ့အခိုက်နောက်ထပ်ပေါ်လာတဲ့ပုံကိုလည်းတပည့်တော်ကြိုးစိုးတယ်ပေါ့အခုသူတို့ကလိုအပ်ချက်လေးတွေပြောလို့တပည့်တော်ကိုရီစည်းတဲ့ဖဏလေးတွေလိုတယ်ဆိုတော့ဖဏလေးတွေဝယ်ပြီးပြီသူတို့ဖြစ်ချင်တဲ့အတိုင်းပဲကုရီတဲ့ဝင်ကုရီစည်းဖဏကလေးကိုစီးပြီးတော့သွားကြကိုရင်တော့ဖဏတုံးလုံးကြီးနဲ့အောက်ကနေတက်ပြေးလာဖဏလုံးလုံးကြီးနဲ့မဝင်နဲ့အဲ့မှာဖဏကသဲတွေခဲတွေဖဏကအညစ်ကြီးတွေအဲ့ထဲကြတော့မကြညစ်ပတ်နေမကောင်းဘူးသူတို့ပြောတာမှန်တယ်အဲ့ကြောင့်ဖဏတွေတပြီးတော့ဝယ်ထည့်ပေးထားတယ်နောက်တကတန်ရှင်းသုံးတဲ့ပစ္စည်းတွေကုရီတွေမှာဆေးတဲ့ပစ္စည်းတွေအကုန်လုံးစုစုပေါင်းတပြီးတော့ခဏ2သိန်းနဲ့8000ဘုံ3သိန်းပြေကို2သိန်းပဲ2000ပဲလိုတဲ့အကွင်းတွေလိုတာဝယ်ဆိုပြီးတပြီးတော့ဖြည့်ဆည်းပေးခဲ့တယ်အဲ့တော့ဘာဖြစ်လို့လဲမေးရင်ကိုရင်တို့တွေယောဂမဖြစ်စေခြင်းလို့ကြမ်းကြမ်းမှရှိစေခြင်းလို့တတ်ရရှိစေခြင်းလို့တပည့်တော်ဒီလိုလုပ်တာအဲ့တော့သုံးဆွဲတဲ့ကိုရင်ကလည်းတန်တန်ရှင်းရှင်းသုံးဆွဲကြအဲ့ဒီမှာစနစ်မကြဘူးညစ်တိညစ်ပတ်ဆိုရင်ကောင်းတွေလားအဲ့ဒီရင်ကောင်းတွေကထမင်းဝိုင်းဟင်းဝိုင်းစီလားဟိုနာဒီနာယောဂတွေဟိုတဲ့ဒီတဲ့ဆိုရင်တကြောင်လုံးဒုက္ခရောက်နိုင်တယ်အဲ့ကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ကိုရင်တို့ရှေးသူတော်ကောင်းတွေကအဲ့ဒီအိမ်သာကိုလည်းတန်တန်ရှင်းရှင်းထားရတယ်လို့ဒီလိုပြောတာမိဘရေကိုအဲမျိုးအိမ်သာအိယာဖယားနောက်တကကိုအိတ်တဲ့အိယာကိုလည်းတန်တန်ရှင်းရှင်းထားရမယ်တဲ့မနဲ့မိုးလင်းတာနဲ့တပြိုင်နက်ကိုရင်တို့တွေချင်းတောင်းနေမရှိစေနဲ့ဒါတပည့်တို့ငငယ်လည်းဒီလိုပဲကျင့်သုံးမနဲ့အေးလေးတိုင်အိယာထားဘုန်းကြီးထပြီးဆိုတပည့်တို့ထားကြတဲ့အကုန်လုံးဘုန်းကြီးပြင်မဲ့ထွက်မျက်နှာသက်ဘုန်းကြီးပြန်ဝင်လာပြီးဆိုအကုန်လုံးချင်းတောင်းခေါက်ပြီးသားဖြစ်ကြတယ်တပည့်တို့ငငယ်ကျင့်သုံးခဲ့တာဒါ4 နာရီ5 နာရီကိုရင်တို့တွေ4 နာရီ5 နာရီမဟုတ်ဘူး6 နာရီမိုးလင်းတာနဲ့တပြိုင်နက်ချင်းတောင်းကြီးတွေထောင်ထားတာတပည့်တော်မမြင်ခြင်းဘူးကြောင်းလည်းပဲမိုးလင်းထီအောင်နေထွက်ထီအောင်ချင်းတောင်းထောင်အိတ်တဲ့အကျင့်ဟာဒါကောင်းတဲ့အကျင့်မဟုတ်ဘူးကောင်းတဲ့အကျင့်မဟုတ်ဘူးအဲကြောင့်မင်းနဲ့အိယာအထအစဆိုတာဘာလဲမင်းတနေ့ဓာရဲ့ဘဝအစတနေ့ဓာရဲ့ဘဝအစကိုကြီးကြီးလင်းလင်းရွှွှွပြပြဖယားရှိခိုးပြီးတော့ထတာသည်အကောင်းဆုံးကိုရင်တို့အဲကြောင့်ဖယားကိုကြာကြာနာနာရှိခိုးကြမိဘရေကိုအဲမျိုးအိမ်သာအိယာဖယားတီထား6ပြအိယာကိုတန်တန်ရှင်းရှင်းထားတန်တန်မရှင်းရှင်းမထားရင်အဲ့ဒီမှာအနံ့နေနံပြီးအိတ်မပြောတာတို့အဲ့အိယာကပိုးတွေမွားတွေနဲ့ယောဂဖြစ်တာတို့ဖြစ်တတ်တယ်အဲ့ဒါမဖြစ်အောင်အိယာကိုလည်းတန်တန်ရှင်းရှင်းထားလို့ဒါပြောတာအားလုံးကိုရင်တို့နေတဲ့နေရာတွေပတ်ကေးတွေခင်းထားတယ်အဲ့ဒီပတ်ကေးတွေခင်းထားတဲ့အပေါ်မှာမိုးလင်းတာနဲ့တပြိုင်နက်ခေါပြီးတော့သူ့နေရာတူအိယာလေးထား
နေခင်စွန့်စားပြီးလို့ပြန်ပြီးတော့လှဲအောင်မယ်ဆိုရင်အဲ့မှာပြန်ခင်းပြီးရင်တခါအိယာလေးတွေပြန်